ကဲဒါကတော့ရှစ်လပိုင်း1ရက်နေ့အတွက်နော်ရှစ်လပိုင်း1ရက်နေ့အတွက်ရှစ်လပိုင်း1ရက်နေ့1ရက်8လ2026ပေါ့နော်1ရက်8လ2026မှာပြီးခဲ့တဲ့နှစ်ကနော်ပြီးခဲ့တဲ့နှစ်က2ကြိမ်အဲ့လိုထွက်ခဲ့တဲ့နီးနဲ့ကျွန်တော်ကအခုရှစ်လပိုင်း1ရက်နေ့မှာထွက်မဲ့ကဏ္ဍကိုကျွန်တော်ထောက်ရှက်ကောင်းကောင်းလေးပြပေးမယ်ပေါ့နော်ဒီမှာ1ရှောက်လို့ထွက်တယ်1ရှောက်အတွက်ဒီမှာ2ခွန်အတွက်ထွက်ပြီး1ရှောက်2ခွန်ပြီးရင်ကျွန်တော်တို့ဒီ914နေရာမှာအတန်းလိုက်ပေါ့နော်338ထွက်မယ်လို့ကျွန်တော်တို့ကတွေးခဲ့တယ်ဆိုပေမဲ့ဒီမှာဒီ1ရှောက်2ခွန်ကနေဒီကျွန်တော်တို့ဒီနှစ်ထိမစောင့်တော့ပဲねဒီနေရာမှာ388လို့ထုတ်လိုက်တယ်ဒီမှာရှောက်နှစ်အတွက်เนาะရှောက်လေတိုင်းဒီမှာ3ရှောက်အခွာเนาะ9လေတိုင်း6နှစ်အတွက်6 3အတွက်ပြင်ကျွန်တော်တို့ကဒီနေရာမှာ6 4အတွက်လို့ဖြစ်ရမှာเนาะ6 4အတွက်ဖြစ်ရမှာက4လေတိုင်းနဲ့ဖြစ်ရမှာ4 4 6တော်လည်းကောင်းเนาะ6 4 4တော်လည်းကောင်းเนาะအဲ့လိုမျိုးဖြစ်ရမှာ6 4အတွက်ပေါ့เนาะအဲ့မှာကျွန်တော်တို့ကဒီနေရာထိမစောင့်တော့ပဲနဲ့ဒီနေရာမှာကြိုထွက်သွားတယ်အဲ့ဒီနီးတိုင်းပဲဆိုလို့ရှိရင်เนาะကျွန်တော်ကဒီဗီဒီယိုမှာကဏ္ဍနေအများကြီးပေးလို့မရဘူးဒီဗီဒီယိုကဒုတိယပိုင်းဖြစ်နေတဲ့ဒီလအတွက်ပေါ့နော်ဒီပတ်အတွက်ကရှစ်လပိုင်း1ရက်နေ့အတွက်ကနော်အဲ့တော့ကဏ္ဍလေးကဒီလိုလေးရှိတယ်ဆိုတာအရင်နှစ်ကဒီနီးနဲ့ပေါ့နော်ကျွန်တော်ဒီနီးမှာကောင်းကောင်းပေါက်ခဲ့တာ646မှာပေါက်ခဲ့တယ်အပေါ်116နည်းခုံပြီး338ကိုဒီမှာမဆောင်မဲနဲ့ဒီမှာထွက်ခဲ့တဲ့နီးပေါ့နော်ဒီမှာ6နှစ်အတွက်6 3အတွက်ကိုဒီထိမဆောင်မဲနဲ့ကျွန်တော်တို့ဒီနေရာမှာထွက်ခဲ့တဲ့နီးကိုအခုဗီဒီယိုမှာထောက်ရှက်အနေနဲ့ပြန်သုံးပြီးတော့ idea ကဏ္ဍထုတ်မှာဖြစ်ပါတယ်share သမားတွေအဲ့လောက်တော့ညံပြီးရတာပေါ့နော်ဟိုပေါင်းဒီပေါင်းနေကြီး live ပေါင်းနေလို့မရဘူးကျွန်တော်တို့ဒီမှာ3နှစ်4လို့ထွက်တယ်နော်စဉ်းစားကြည့်ပေါ့ဆိုက်ကလည်းနည်းသေးနေတယ်နော်3နှစ်4လို့ထွက်တယ်အဲ့မှာအခုဒီနေရာမှာကျတော့ဒီမှာ3နှစ်4ဒီမှာ2 1 4လို့ထွက်တယ်3နှစ်4ကို2 1 4လို့ရေးကြည့်လိုက်တယ်အောက်ကနေနော်ခုလိုလေးဒီ3နှစ်4ကိုဒီ2 1 4အောက်ကချရေးကြည့်လိုက်တလုံးစီသေးသွားတယ်နော်၄နောက်ဘက်ကတူပဲနော်အဲ့ဒါကိုပဲတလုံးစီသေးလိုက်အောင်မယ်ဆိုလို့ရှိရင်တဲ့3နှစ်1 2 1 3ညပါ၄နောက်ဘက်ကတော့၄နောက်ဘက်ပဲဆွဲလိုက်နော်3နှစ်4 2 1 4ဒီမှာ3နှစ်4 2 1 4ပြီးရင်ကျွန်တော်တို့လာမယ့်နှစ်မှာအဲ့ဒီနေရာမှာ134လို့လူတိုင်းထိုးကြမှာနော်ဒါမဲ့ကျွန်တော် idea အရဆိုရင်တော့ကျွန်တော်အတွေ့အကြုံအရ3နှစ်4 2 1 4ပြီးရင်လာမယ့်နှစ်ထိမဆောင်ဘူးလို့ထင်တယ်ဒီ134ဆိုတဲ့ကဏ္ဍကျွန်တော်တော့ရှစ်လပိုင်း1ရက်နေ့ထွက်ပြီးထင်တာပဲထွက်ပြီးထင်တယ်နော်ထွက်ပြီးထင်တယ်လို့ပြောတာကြိုက်လာတော့မသိဘူးကျွန်တော်ပြတဲ့ဟာကိုသဘောကျလာတော့မသိဘူးเนาะကျွန်တော်ကတော့အဲ့လိုနီးနဲ့ရခဲ့ဘူးတော့အဲ့ဒီနီးကိုကျွန်တော်ကတော့မေ့ပါဘူးမှတ်မိနေတယ်เนาะအခုဒီမှာကြည့်လေရှင်းရှင်းလေး3နှစ်4ပြီးရင်ကျွန်တော်တို့ကလာမယ့်နှစ်အဲ့ဒီတန်တက်မှာနော်3နှစ်3နှစ်4ကဒီကဏ္ဍမှာပြောတာเนาะဒီမှာ2 1 4အဲ့ဟိုသူ့အောက်မှာကြည့်မယ်1 4เนาะ3နှစ်4 2 1 4လာမယ့်နှစ်မှာဒီတန်တက်မှာလာမယ့်နှစ်မှာ134ဆိုပြီးတော့တွေကထိုးကြဖို့စောင့်နေတာဟိုဒီထုတ် share ထုတ်တဲ့ကောင်ကတိတယ်ဗျကျွန်တော်တို့ဒီနီးတိုင်းပဲတေချာနဲ့ကောင်ကဒီတန်တက်မှာ914နေရာမှာထွက်ရမှာအဲ့ဒီမစောင့်ဘူးဒီမှာထုတ်လိုက်တယ်6နှစ်တွဲ6ရေးတွဲကိုဒီနေရာမှာထုတ်ရမှာဒီနေ့ကျမှထုတ်ရမှာမထုတ်ဘူးဒီနေရာမှာတော့ထုတ်လိုက်တယ်နော်သဘောပေါက်အောင်ထပ်ခါရှင်းပြနေတာဖြစ်ပါတယ်ကဏ္ဍကလည်းတရားဆိုမြင်ပြီးသားပြပြီးသားကြီးဖြစ်နေပြီနော်ဘာကဏ္ဍလဲဆိုတော့ဒီ3နှစ်ပြီး2 1 4ပြီးလာမယ့်နှစ်မှာထိုးရမယ့်ဟာကိုကျွန်တော်ဒီချိန်မှာကြိုပြီးထိုးပါမယ်နော်134ဆိုတဲ့ကဏ္ဍကိုကြိုပြီးထိုးပါမယ်ဒီ134လေးကျွန်တော်အဲ့နော်အဲ့နေရာမှာကြိုပြီးထိုးပါမယ်အားလုံးပဲကံကောင်း